မိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုချိုသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကမရှိဘူးလားရှိတယ်အဲ့ဓာတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကားပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်စက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေကတချို့ကလည်းပဲမိဘစိန်ရည်တဲ့တယ်လို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတဲ့ပိုတောင်ကြောက်စရာကောင်းတယ်ဗါတဲ့တော့မီးတဲ့မိဘဆိုတာသားသမီးအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအက္ခိတုတ်တံဆိုပြီးတော့ရှိတယ်အတူတူလေးပြောပြမယ်ပုံနာတယောက်ကမီးပူဇော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇော်နေတယ်ပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်အဲ့မှာအံ့ဩတယ်ဒီမှာမီးတောက်နေတာသူဒါပဲသိမှာပေါ့အဲ့တော့မြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာ9မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက3မျိုးတဲ့ဂယုဆိုင်ရမယ့်မီးက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ့်မီးက1မျိုးတဲ့မီး9မျိုးရှိတယ်ပယ်ရမယ့်မီးဆိုတာကယာဂမီးဒေါသမီးမောဟမီးပိတ္တတို့သိရနော်ဆွဲလန်းမှုမကျေနပ်မှုတွေ့ဝေမိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ့်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလိုလောင်ကျွမ်းစေတယ်မီးလိုပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ့်မီးငိမ့်သက်ပြရမယ့်မီးပေါ့ဂယုဆိုင်ရမယ့်မီးကလည်း3မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရဲ့လားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကိုယ့်ပေါ်တိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆိုင်ရမယ်တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတာမန်လူထားတဲ့မေတ္တာစေတနာမျိုးအဲ့ဒီလူကကိုယ့်ကိုထားတာမျိုးမဟုတ်ဘူးမိဘကကိုယ့်ကိုထားတာကတာမန်လူထားတဲ့စေနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတယ်လို့မျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွယ်ရမယ်မဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ဂဟပတကီတဲ့အိမ်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်နော်နောက်ဆုံးအရက်တောက်ပြီးတော့ဖဲရိုက်ပြီးတော့နေတာမျိုးရှိချင်းရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဂဟပတကီအိမ်ရှင်လင်ယောက်ျားဟာလေမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆံရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်ဒါဒကာကြီးတွေအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပေါ့နော်ဒါဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင်းပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရဲ့လားအေးအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နော်အိမ်ရှင်လင်ယောက်ျားရဲ့မိသားစုတစ်စုလုံးပေါ်မှာကြီးမားတဲ့ကျေးဇူးတရားဟုတ်ရဲ့လားဒါကြောင့်သူလည်းပါတော့မီးပဲနောက်ဦးဇင်းတို့ဂယုဆိုင်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နော်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်မှုဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရဲ့လားအေးငိမ့်တဲ့ချိန်ငိမ့်ရမယ်တောက်စေတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ထင်းမီး